တောင်စေးကျုံရဲ့အမောင်ကြနီတို့လွတ်ဝက်ချက် The Dark Secret of Sentosa Island မင်္ဂလာပါ Silent Progress Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့အားလုံးသိထားပြီးသားခဏခဏသွားလဲဖူးကြတဲ့နေရာတစ်ခုရဲ့နောက်ွယ်ကအင်မတန်အမောင်ကြနေတဲ့တမိုင်းကြောင်းတစ်ခုကိုပြောပြပေးသွားမှာပါအဲ့ဒီနေရာကတော့စင်ကာပူနိုင်ငံကနာမည်ကြီး Sentosa ကျွန်းပဲဖြစ်ပါတယ်Sentosa ဆိုတာအခုအချိန်မှာတော့ကမ္ဘာလက်ခရီးသည်တွေအကြိုက်တွေ့တဲ့ Universal Studios တွေဇိမ်ခံကန်းခြေတွေလှပတဲ့အပန်းပြေစခန်းကြီးပြည့်နှက်နေတဲ့နေရာတစ်ခုအားဒါပေမဲ့1982ခုနှစ်မတိုင်ခင်တုန်းကဒီကျွန်းရဲ့နာမည်ဟာ Sentosa မဟုတ်ခဲ့ပါဘူးနှစ်ပေါင်းများစွာကြာအောင်ဒီကျွန်းကိုမြေပုံတွေပေါ်မှာပူလောင်ပလကန်မာတီလို့ခေါ်ဆိုခဲ့ကြပါတယ်မလေးဘာသာစကားအရအနောက်ဘက်မှတေမယ်လို့အဓိပ္ပာယ်ရပါတယ်နာမည်ကြားယုံတဲ့ရင်ရှေးခေတ်ကဒေသခံတွေဟာဒီကျွန်းနဲ့ကမ်းခြေတွေကိုခြေချဖို့အရန်ကိုကြောက်ရွံ့နေကြပါတယ်။ဘာဖြစ်လို့ဒီလောက်ကြောက်စရာကောင်းတဲ့နာမည်ကိုပေးခဲ့ကြတာလဲ။တမိုင်းကြောင်းအရာအဓိကအကြောင်းရင်းနှစ်ခုရှိပါတယ်။ပထမတစ်ခုကတော့ဒီကျွန်းနဲ့ပတ်ဝန်းကျင်ကကျဲမြောင်းတဲ့ရေလက်ကြားတွေဟာအလွန်ကျန်းထမ်းတဲ့ဘူကက်ပင်လယ်ဓာတ်လေတွေအမြဲတမ်းခိုးအောင်ရနေရဖြစ်ခဲ့လို့ပါ။သူတို့ဟာဒီရေလက်ကြားကိုဖျက်ဆီးသွားလာနေတဲ့ကုန်တယ်တင်ပေါ်တွေကိုအနောက်ဘက်ကနေရုတ်တရက်ဝင်ရောက်တိုက်ခိုက်လေရှိပါတယ်။ပစ္စည်းတွေကိုလူတွေကိုတပ်ဖြတ်ပြီးတာနဲ့ကျွန်းပေါ်ကလူဝတ်တဲ့အကွေ့အကောင့်တွေရှိကိုချက်ချင်းပြန်လဲပုံအောင်သွားလေရှိပါတယ်။ဒီလိုရက်ဆက်တဲ့လို့ရက်တွေကြောင့်တငါသည်တွေနဲ့ကုံသည်တွေကြားမှာအနောက်ဘက်မှာတေမင်းဆိုတဲ့နာမည်ဆိုးနဲ့တွင်သွားခဲ့တာပါ။ဒုတိယအကြောင်းရင်းကတော့ပိုပြီးကြောက်စရာကားပါတယ်။ဒီကျွန်းဟာကျင်းစာတက်နေတယ်လို့နာမည်ထွက်ခဲ့တာပါ။1840ပြည့်လွန်နှစ်တွေမှာလူဝတ်စမ်းကျဲတဲ့ကူးဆက်ယောဂတစ်ခုကျွန်းပေါ်မှာရုတ်တရက်ဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီယောဂကြောင့်ကျွန်းပေါ်မှာအခြေချနေထိုင်တဲ့ဘူးကက်လူမျိုးတွေအားလုံးနီးပါးတေဆုံးခဲ့ရတယ်လို့နောက်ပိုင်းမှာရောက်လာတဲ့ဗြိတိရှစစ်သားအများပြားလည်းအသက်မရှင်ခဲ့ကြပါဘူး။အဲ့ဒီခေတ်ကလူတွေကတော့ဓာတ်ကိုတောအုပ်ထဲကနေတိတ်တဆက်ထွက်လာတဲ့မကောင်းဆိုးဝါးလေဆိုးမီးယက်စ်မာကြောင့်လို့ယုံကြည်ခဲ့ကြပါတယ်။ယနေ့ခေတ်စိတ်ပညာအရတော့ဒါဟာချင်းကနေတဆင့်ပြင်းထန်စွာကူးဆက်တဲ့ငှက်ပြားယောဂကြောင့်ဆိုတာကျွန်တော်တို့သိရပေမဲ့အဲ့ဒီအချိန်တုန်းကတော့ဒီကျွန်းဟာတိတ်ဆိတ်စွာတေဆုံးခြင်းတွေပြင်းနေတဲ့ကျင်းစာတဲ့နေရာတစ်ခုအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ဒီကျွန်းရဲ့အမှောင်ကြာနေတဲ့တမိုင်းကြောင်းကဒီလောက်နဲ့မပြီးသေးပါဘူး။ဒုတိယကမ္ဘာစစ်အတွင်းစင်ကာပူကြာဆုံးသွားတဲ့အချိန်မှာဒီကျွန်းကိုစစ်ထောင်းမန်းစခန်းတစ်ခုအဖြစ်ပြောင်းလဲခဲ့ပါတယ်။အခုချိန်မှာကမ္ဘာလက်ခရီးသည်တွေနေဘူးစားလုံးနေတဲ့လှပတဲ့ကမ်းခြေတွေဟာတစ်ချိန်တုန်းကရက်ဆက်တဲ့စစ်စင်ရေးတွေနဲ့အစုလိုက်အပြုံမှာတတ်ဖြတ်ခဲ့တဲ့နေရာတွေပါ။အခုထက်ကြမ်းရှိနေသေးတဲ့ Fort Silosa ခန်းသက်ကြီးနဲ့ပင်လယ်ပင်ကိုချိန်ရွယ်ထားတဲ့အေယာဝတီအမြောက်ကြီးတွေကဒီကြမ်းထမ်းတဲ့တမိုင်းကြောင်းကိုတက်တည်ပြနေပါတယ်။ဒီလိုဆိုရင်အခုလက်ရှိနာမည်ကဘယ်လိုဖြစ်လာတာလဲ။1960ပြည့်လို့နှစ်နောက်ပိုင်းရောက်တော့စင်ကာပူအစိုးရကဒီကျွန်းကိုကမ္ဘာလက်ခရီးသည်တွေလာရောက်လဲပတ်ချင်စရာအပန်းပြေစခန်းနေရာတစ်ခုဖြစ်အောင်လုပ်ချင်နေပါတယ်။ဒါပေမဲ့တေမင်းကျွန်းဆိုတဲ့နာမည်နဲ့ဆိုရင်ဘယ်သူမှလာမှာမဟုတ်ဘူး။အားလက်တရက်အနားယူဖို့ဘယ်သူမှလာမှာမဟုတ်ဘူးဆိုတာသူတို့ကောင်းကောင်းသိကြပါတယ်။ဒါကြောင့်1982ခုနှစ်မှာကျွန်းနာမည်ကိုအသစ်ဒေါင်းလဲမှုအများပြည်သူကိုပါဝင်ပလိုင်းဆိုင်ခဲ့ပါတယ်။အဲ့ဒီမှာအနိုင်ရခဲ့တဲ့နာမည်ကတော့ Sentosa ဆိုတဲ့နာမည်ပဲဖြစ်ပါတယ်။တက္ကရာဘာသာစကားအရငင်းချမ်းချင်းနဲ့အေးအေးချမ်းချမ်းတာယာချင်းလို့အဓိပ္ပာယ်ရပါတယ်။ဒါဟာအလွန်အောင်မြင်တဲ့အမယ်ပြောင်းလဲမှုတစ်ခုဖြစ်ပြီးကြောင်းမဲ့ဖွယ်တမိုင်းကြောင်းတွေကိုဖုံးကွယ်ကယနေ့ခေတ်ကျွန်တော်တို့သိထားတဲ့တာယာထွန့်ပြခဲ့ကျွန်းလေးတစ်ခုအဖြစ်အသက်ဝင်လာခဲ့တာပါ။ဒီဇလန်ကကျွန်တော်တို့နေ့စဉ်မြင်တွေ့နေတဲ့ခေတ်မီတဲ့နေရာတစ်ခုရဲ့နောက်ွယ်ကလုံးဝမထင်မှတ်ထားတဲ့အကြောင်းအရာတစ်ခုပါ။နောက်တစ်ခေါက်စင်တိုဇာကျွန်းရဲ့ကမ်းခြေတွေကိုတွားလဲတဲ့အခါဒါမှမဟုတ် beach club တွေမှာအပန်းပြေနေတဲ့အခါရင်းရဲ့ခြေအောက်ကတဲတောင်ကျွန်းတွေအောက်မှာဘယ်လိုတမိုင်းကြောင်းတွေကင်းအောင်နေလဲဆိုတာကိုခဏလောက်သတိရလိုက်ပါဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုသဘောကျမယ်လို့ထင်ပါတယ်အခုလိုစုဝင်စားဖွယ်ကောင်းတဲ့တမိုင်းကြောင်းတွေဒဏ်ရည်တွေနဲ့ခီးပဟူတာတွေကိုဆက်လက်တင်ဆက်ပေးသွားမှဖြစ်တဲ့ Silent Progress Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်